asthma နဲ့ပြန်လဲပြောမှထင်ရမှာ Juno asthma versus Uranus ဒီပွဲ asthma ကိုဖြတ်မဲ့ damage တောင်မှတိတ်ပြီးတော့မပေါဘူးပေါ့နော်ဒီ maxman မှာလဲဒါ Curry တွေပါဟိုဘက်ကပစ်ထားတယ် Cloud တွေပါဘန်ခံရမယ်ဆိုလို့ရှိရင်တော့ဒီ asthma ကိုဖြတ်လို့ရတဲ့ maxman ကတိတ်မကြံတော့ဘူးပြဒီ Wanda ဆိုလို့ရှိရင်ဒါ Moscow လောက်ပဲကြံတော့မယ်ပေါ့နော်အဲ့တော့ Moscow ယူမယ်ဆိုလို့ရှိရင်လဲသူတို့ pick အရာ Ali King ကဒီ Game Flag က join နေ lance လို့ဖြစ်နေပေါ်ကလည်းလိုနေသေးရပြဘာလို့လဲဆိုတော့ဒီ Main Game လောက်မှာ Wise လို့တစ်ခွက်မျိုးနဲ့ဒီနောက်ထပ်ဒီ Ali King ဒီjoin လို့အကောင်မျိုးတွေရပဲပြန်ပြီးတော့အဆင်ပြေမှာဆိုတော့ကိုကြီးကျွန်တော်ပြောလို့ပဲကလောက်တော့ဘန်းသွားပြီဒီasthma ကိုဖတ် asthma ကိုဖြတ်မဲ့ကောင်တော်တော်လေးတော့နေတော့နေသွားပြီ Beauty ဘက်ကဒီ black ရဲ့ရှောင်းလုံးဝမပေးဘူးနော်ဒါတော့သူတွေလည်းတည့်ရတိုင်းတော့ပါ black ချောင်းနဲ့ performance ရန်ထွက်နေတယ်နည်းနည်းများနေပြီး respect ban လေးရောက်ပေးတင်တော့အကောင်းဆုံးပဲဆိုတော့ဒါပေမဲ့ချောင်းတော့ဆက်ပြီး ban တယ်ဒါပေမဲ့တစ်ဖက်က black dawn အနေနဲ့လည်းပြန်ကြည့်မယ်ဆိုရင်တော့ဒီ goal lane ပဲ pressure ပေးမှာပဲဆက်ပြီးမှ elita အနေနဲ့ဒီမျိုး cloud တွေပါ ban မယ်ဆက်ပြီးမှ curry လည်းပစ်သွားပြီဆိုတော့သူတွေပြန်ကြည့်မယ်ဆိုရင်တော့funny ပါတော့ funny ပါတော့ King Flash funny early ဘိုင်းမှာ damage ကောင်းကောင်းပေးနိုင်တဲ့ hero ဆက်ပြီးပါမှာသူတို့ဘက်မှာ asthma ပါနေ mid game နဲ့ late game ပြန်ပြီးချမယ်ဆိုတော့ damage ကို early မှာ pressure မပေးခံဘူးအရေးကြီးတယ်သူတို့ကGame Flag ဒီပွဲ Lancelot တွေပါဖြစ်ဖို့များပါပြီဗျအဲ့တော့ Game Mythic ရဲ့နောက်ဆုံးဘန်နေခါလီတွေပါများဖြစ်သွားမလားပေါ့နော်ချက်တော့ကြည့်ရမယ်ခါလီတွေပါဆိုတာဒီချမ်းရဲ့ passive တွေရစားလို့ကောင်းတာတဲ့ hero မျိုးဆိုတော့သူတို့ကဒီကာလီယာတော့သူတို့အနေနဲ့ ban တော့ ban လို့ဗျကဲဒါဆိုရင်တော့ဒီ Beauty ဘက်ကအလီတာရဲ့ goal လေးကိုနည်းနည်းတော့စိတ်ဝင်စားနေပြီdamage ကလောက်ပါတယ် damage ကဘာလို့လဲဆိုတော့ UU ရဲ့ miss ကမထွက်ရသေးအဲ့တော့ဒီဘက်က Mythic ဘက်ကပြော Mythic ဘက်ကတော့ damage ကတိတ်ပြီးတော့မလောက်နိုင်ဘူးဘာလို့ဆိုတော့နည်းနည်းစိတ်ဝင်စားတယ်သူတို့အဲ့လို Granger တွေပါ damage လောက်အောင်လို့ Granger တွေ beatrix တွေဆော့မယ်ဆိုရင် asthma ကိုဖြတ်မဲ့ကောင်းမရှိတော့ပဲနေပါတယ်ကိုကတော်တော်လေးကို damage box second များကောင်းနေပဲကောင်းပေါ့ Jungle ကိုကအဲ့ Moscow နဲ့အဲ့လို Lancelot လောက်ပဲကျွန်တော်အနေနဲ့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ဘာလဲဆိုတော့ Grand အဲ့ဒီdamage လောက်အောင်လို့ early damage လောက်အောင်လို့ဆိုပြီးတော့ beatrix တို့ Granger တို့ဆိုတာ asthma ကလေကင်းကြောင်ရင် live fan ပဲပုံစံမျိုးဖြစ်သွားမယ်အဲ့တော့ Moscow နဲ့ဆိုလို့ရှိရင်လည်းဒါ early ချတယ်နည်းလေးတော့ time ပတ်တယ်ဆိုတော့အဲ့ early မှာပို့ပြီးတော့ကောင်းမဲ့ဒီဂျန်ဂလာတစ်ကောင်တော့သူတို့တွဲယူဖို့လိုတယ်ပေါ့နော်တစ်ဖက်ကတော့ဒါကာလီကျွန်တော်ပြောလို့ပဲယူသွားပါပြီကာလီကောက်ကိုင်းမှာပေါ့ဆိုတော့တစ်ဖက်မှာသူတို့ early pressure ပေးဖို့တော့ကို assassin ဘာထွက်လာမှာကာလီအနေနဲ့လိုက်ပြီးတော့မှပြန်ပြီး chain လို့ရတယ်ပါတော့ပြန်ပြီးတော့မှသူတို့ carry အထောင်ဆော့မယ်ဆိုတော့နည်းနည်းများနဲ့သူ carry ကိုပြန်ပြီးကြည့်ပေးဖို့တော့တကောင်ကဘေးနားမှာရှိနေမှာ sunstorm နဲ့သူလိုက်ပြီးတော့မှ battle side မှာဆိုအိုးဒီကိုလေးကီမီကိုလေးမှာလားအဲ့ကီမီကိုလေးနဲ့သူပြန်ထွက်လာပြီးတော့မှ Leo Mob ပါဝင်လာခဲ့ King Flash ပေါ့နော်အဲ့တော့ damage ဘိုင်းဆိုင်မှာပြန်ကြည့်မယ်ဆိုရင်တော့နည်းနည်းလေးတော့အဲ့လောက်ကြီးသဘောကျရတယ်ပပအောင်ဆိုပေမဲ့ဒီလိုမျိုး mid to late game မှာဆိုရင်တော့ဖြတ်တော့ပြတ်နိုင်တယ်တော့ပါ mid စီပဲပစ်တယ်စိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော်ဒါလုံးဝမထင်မှတ်ထားတဲ့ဒီပုံစံဒီကီမီအနေနဲ့ဒီ early မှမအံ့နိုင်ဘူးဆိုလို့ရှိရင်တော့ဒီလောက်ပိုင်းမှာဒီasthma ကိုတွားရောက်ပတ်သက်မဲ့ကောင်ကလုံးဝဒီမရှိလောက်ဒီလောက်ကိုဖြစ်နေတယ်တစ်ဖက်ကလည်းဒီယိုယိုရဲ့ ODAT ပြန်ပြီးတော့ထွက်လာရဆိုတော့သူတို့စီမှာ airborne ကကြည့်လိုက်မယ်ဆိုတော့ဒါ growth တော့ရှိတယ်ဗျ ODAT ကတိတ်တော့ဒီပွဲတော့ဒီအရင် performance ပြမယ်ပွဲမဟုတ်ဘူး mid စီပဲအတွက်ပြောနည်းနည်းလေးတော့စိတ်ပူမိတယ်ဒါပေမဲ့ဒါ in game ထဲမှာကြည့်ရမှာပြန်လဲပြောမှာသူတို့ရဲ့ပုံမှန်မြင်နေကြဒီတမယိုးကြ rapid တခုတော့မဟုတ်ဘူး rotation ဘယ်လိုဆော့သွားမလဲဒါတစ်ချက်ကြည့်ရမှာဟုတ်တယ်ဒါစိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်တာရောကျွန်တော် in game မှာပဲ mid စီရဲ့ဒီတမယိုးကြမဟုတ်တဲ့ဒီ driving phase တွေကိုကျွန်တော်ဘယ်လိုဆော့အောင်မလဲဒါကျွန်တော်တို့အနေနဲ့လေးလာလို့ရမှာတစ်ချက်လောက်သွားကြည့်အောင်ကဲဆိုတော့အားလုံးပဲကျွန်တော်ပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီပွဲကတော့မသစီဘလက်သွန်ချန်ပီယံမှုတစ်ခုကိုတော့ဆက်ပြီးတော့မြင်တွေ့ရမယ်ပြောတာဘလက်သွန်ကအမှတ်ဖို့များနေတယ်ဟုတ်တယ်ဘလက်သွန်ကကျွန်တော်တို့ဒီနေ့ဒီ2-0နဲ့800ပွဲမှာ Y1 ကိုဒါနိုင်နိုင်တော့3မှတ်ရတာလေမသစီကတော့ဒီ Danilio Promise နဲ့သူတို့1-1ကြတာတဲ့အတွက်တမတ်ပဲရသေးတယ်အခုဒီပွဲကလည်းတကယ်ကိုကျွန်တော်တို့ကြည့်လို့ကောင်းမဲ့ပွဲဆိုတော့ဘလက်သွန်ကဒါဂျူနိုအနေနဲ့ကတော့ဒါသူ့ရဲ့အသင်းဟောင်းကိုထပ်ပြီးရင်ဆိုင်ရအောင်ပါနော်ဆိုတော့ဒါသူ့ရဲ့ player ဒါနော်ဂျီကိုဟောင်းနဲ့လည်းထပ်ပြီးတော့တွေ့ရမယ်အခြေအနေမျိုးရှိတဲ့အတွက်ဘယ်လိုမျိုးရသက်ကောင်းတွေထွက်သွားမလဲအင်္ဂလိပ်နဲ့ဘယ်လောက်ထိမိုင်းနေမလဲဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်မယ်ဟုတ်ပါတယ်အဲ့တော့ Matic C ကလည်းကျွန်တော်တို့ဒါဒီနေ့မှာစပြီးတော့ဆော့ရတဲ့အခြေအနေတစ်ခုပေါ့နော် Group B မှာကျွန်တော်တို့ဒီMatic C ရဲ့ပရိသတ်တွေထင်ထားရဲဆိုရယ် result မျိုးတွေတော့မရသေးဘူးဆိုတော့အသေးကြပဲသူတို့ဒီတပွဲမှာတော့ဒါ Black 3ကိုသူတို့အနေနဲ့ဒါအမှတ်ပြည့်ရယူသွားနိုင်မလားဆိုတာစောင့်ကြည့်ရမယ်ဗျနော်ဒီပွဲမှာ drop ရကြည့်မယ်ဆိုရင် ODAP တွေပါပစ်ထားတာဟိုဘက်မှာလည်း Elita goal လေးကိုမှကျွန်တော်တို့ဒီ KMI တွေပါနဲ့ပြန်ဆော့ရတာမျိုးတော့တွေ့ရပါတယ် KMI goal လေးရောဆက်လက်စောင့်ကြည့်မယ် Curry နဲ့ရှင်မယ်ဆိုရင်တော့မစိုးပါဘူး Ali Game နှစ်ကောင်လုံးကတော့ရှင်ပြလို့ကောင်းတယ်ဒီပွဲမှာတော့ Game Flash က Leomon နဲ့တူပဲပွဲကိုစတင်လာပြီဆိုတဲ့နောက်မှာဘယ်သူကတော့ပို့ပြီးတော့လုံးနိုင်မလဲရှောင်းရံခွန်းဗီယာစိုးပါဘူးဒါကျွန်တော်တို့ဂျန်ဂလာနှကောင်ကလည်းရင် pushing လုပ်လို့ကောင်းတဲ့ထဲမှာပါတဲ့အတွက်ကျွန်တော်တို့ရဲ့ Massive Platon Esport ရဲ့ Game 1စတင်နေဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲကျွန်တော် like and share လေးတွေလုပ်ပြီးတော့เนาะအားပေးသွားလို့ရပါတယ်ကျွန်တော်တို့ဒါ YouTube မှာကြည့်နေတဲ့ညီကိုတွေကလည်းကျွန်တော်ရဲ့ YouTube channel လေးကိုဒါ follow and subscribe လုပ်ပြီးတော့ကျွန်တော်တို့ဒါအားပေးသွားလို့ရပါတယ်လို့ပြောရင်းနဲ့ပဲပွဲလေးကတော့စလာပြီဒီဘက်မှာလည်းကျွန်တော်တို့ဒါရှောင်းရံ rapper နားမှာပဲဒါ battery ပါရောအားလေးပိုင်း jungle တွေအိမ်နဲ့ရင်စားတော့မယ် blue band timing မှာတော့ကျွန်တော်ပြန်ပြီး game flat နေရတော့ရှိပါတယ်ဗျဟုတ်ပါတယ်ဆိုကဲဘကောရှောင်းရံအချိန်လေးတော့
โอเคလိုက်တော့စောင်းတော့ကြည့်နေရပါတယ်အောက်မှာတော့ first blood အေးမက်သီယိုစားသုံးသွားတယ်ဂျူနိုပါတယ်ဗျာ ကဲအဲ့တော့ဂျူနိုအနေနဲ့ကလည်း hero key တွေပါစပြီးတော့ရာသွားတယ်ဗျာနော်ဒါလေးကလည်းဒီ Asma Uranus ရဲ့နောက်မှာ level 1 2 timing တွေမှာကျတော့ Revitalize နဲ့မဟုတ်ဘဲနဲ့တစ်ဖက်ကဒီ Uranus က Purify နဲ့ဆောရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့သူ့အနေနဲ့နည်းနည်းလေးတော့နော် Asma ရဲ့ဒီ Star Dash တွေပါပုတ်တော့အားလေးပိုင်းမှာအရင်မခံစားနိုင်တဲ့ပုံစံမျိုးပဲကျွန်တော် hero key တကောင်စပြီးတော့ကျွန်တော် black 3ဘက်ကတော့အရင်ရတာတယ်တာတဲတွေပါပေါ်လာပေါ်တော့နောက်10မိနစ်ဝင်းကျင်တော့လိုနေပါဦးမယ်ဗျာ ဟုတ်ပါတယ်ဆိုကဲဒီတာတဲ့နားမှာတော့ရှင်လေးတော့တစ်ချက်တော့လိုက်တော့ကြည့်နေပါသေးတယ်အောက်မှာတော့မြင်တဲ့အတိုင်းပဲပြမက်သီတစ်ဖက်က Asma နဲ့ရှင်ချတဲ့ခါမှာဟုတ်တယ်ရွေးနဲ့ကရန်လိုက်ပြီးတော့ပို့လို့ကောင်းတယ်မှာတော့မပါဘူးဆိုတော့အဲ့နဲ့အဲ့ဒီတေချာမီအောင်သုံးနိုင်မှာရမှာတစ်ဖက်က Asma ရှောင်းပြီးပြန်ချလို့ရတဲ့တကူကသူ့အတွက်အဓိပ္ပာယ်ရှိတယ်လို့ခံစားရတယ်ဆိုကဲနောက်ထပ်ပထမဆုံးပေါ်လာမယ့် target fight တွေပါမှာဘယ်သူကပူအားတာနေမယ်မြင်မှာတော့ black နေနဲ့ level 4ရအောင်တော့ try နေပြီရိုးလေးဒါ level ရအောင်တော့ဒါတော့ light try နေပါသေးတယ်ဆိုတော့နော်ဘွဲကတော့2မိနစ်တိုင်မီလောက်မှပြန်စချမလားတော့မသိဘူးအဓိကလည်းကျွန်တော်တို့ဒီဘက်မှာတော့နော်ဒီ black 3အနေနဲ့ hero key တကောင်စရတာဖြစ်တဲ့ level 4တိုင်မီက Messi တီအနှဲငယ်တစ်ဖက်ကနေပြီးတော့ Juno ထက်တော့နောက်ကျသွားနိုင်တယ်ဒီချိန်မှာတာပေါ်လာတဲ့နေတာတစ်ခုမှာ4 fight တွေဖြစ်သွားနိုင်တယ် Mighty Switch Barricade လမ်းတော့ကာရပါသေးတယ်ဘတ်တယ်ကတော့အရင်မချသေးဘူးအဓိကလည်းတာတယ်ပေါ်လာတော့မှဆိုတော့တာတယ်မှာသူတို့အနေနဲ့ဒီဘတ်တယ်စပယ်တွေသုံးတာတော့ပို့ပြီးတော့နော်သွားပြီးတော့ပဲ2သိန်းလောက်တော့ကတော့အဆင်ပြေလိမ့်မယ်ဗျာဟုတ်ပါတယ်မော်နိုစတာဖုန်းနေပါလိုက်ပြီးတော့သုံးထားပေးသေးရဲ့ဗျာအေးသေးသေးအောက်မှာသွေးတော်လေးကိုင်းနေမသိနော်ဒီမှာနောက်ကိုတော့ပြန်တော့ဗတ်ထားရသေးပဲဗျာနော်ဆိုတော့အာဒီဒီဘာတွေကုံသွားပြီဗျာမက်ဆီအနေနဲ့ Purify တော့ရှိသေးတယ်တစ်ဖက်မှာလည်းရှောင်းရန်ရင်းနေဘာတွေပြန်ခေါ်အော်ဒီဘက်မှာတော့ချန်ပီယံပဲရှောင်းရန်အနေနဲ့ Violence ကဘာမှအလုပ်မလုပ်တော့နောက်လည်း Fury of the Phoenix Stand မှာ King Flag က Retribution လေးရသွားရဆိုမဲ့သူကိုယ်တိုင်လည်းရိုး damage တွေမှာပြန်တော့ပေးလိုက်ရတယ်ဗျာနောက်လည်း Messi ပြန်လဲဝင်လာတယ်တောက်လျှောက် double kill လောက်ထိကိုပြန်ပြီးရွေးနဲ့သိမ့်ပိုက်သွားတယ်ဆိုပေမဲ့လည်းဒီဘက်မှာလည်း team fight တွေရတော့ Hero Key ကအပြန်လည် trading နေကြတယ်မှာနောက်ဆုံး Juno တကောင်ပါအလီတာတက်ပြီးတော့ပြစ်ခွဲဖို့အတွက်ရောက်ရှိလာနေတယ်ပဲနောက်ဆုံးမှာတော့ double kill ပိုင်အလီတာနဲ့တူဒီနေရာ team fight မှာတော့ Messi ပြန်လဲပြီးတော့အားသာသွားခဲ့တယ်ဗျာဂိုးလေးကနေဗတ်တယ် enjoy လုပ်လာခဲ့တဲ့ leader အနေနဲ့ဒီနေရာမှာတော့တကယ်ကိုအားသာကြရရှိသွားပြီဗျာ Hero Key တကောင်လောက်ကိုတင်ထားသလို assistant 2ကြိမ်လောက်ထိရရှိထားတဲ့သူ့ရဲ့ KD Rotat က Green နဲ့ရှင်မယ်ဆိုရင်တော့ပို့ပြီးတော့အားသာချက်တွေရှိနေမယ်လို့တော့ထင်တယ်ခုနကဆိုလဲဒါလိုက်ပြီးတော့ Juno ပေါ့နော်ဒါဘူရဲကိုလိုက်ပုတ်တဲ့အချိန်မှာ Flicker ဒါ overtake ဒါ position ပြန်ပြီးတော့သုံးပြသွားလေတကယ်တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ဆိုတော့ပြီးတော့ဒါ Starmon လက်ရိုက်မှာလေတစ်ဖက်ကဒါဘယ်လိုပြောရမလဲတန်ပြီးတော့ Nico ရဲ့ဒါ passive လေးနဲ့ပြန်ကန်ထုတ်သွားတာပေါ့နော်ဟုတ်တယ်ဒီကတော့ Nico ရဲ့ passive ရှိနေတဲ့အချိန်မှာဆို Nico နားကိုတော့ကပ်ဖို့မလဲဘူးဒါကြောင့်လဲဒီ Vision နေဆိုရင်တော့ကျွန်တော်တို့ဒီ battle မစားခင်မှာ passive တွေပါတွေ friend liner တွေအရင်ချွတ်တာမျိုးတွေလည်းရှိရပေါ့နော်အဲ့တော့ခုနကတော့ကျွန်တော်တို့ battle မှာတော့အဓိကဘာပဲနေတစ်ဖက်ကလည်းကျွန်တော်တို့ဒီရိုးရဲ့ODEP ရဲ့ဒီ Samsung တန်းလေးတွေကလည်းလုံးဖြစ်သွားတယ်လို့ပဲပြောရမယ်အဲ့တော့နည်းနည်းလေးတော့စောင့်ကြည့်ရမယ် Messi ကလည်း Hero Key တွေပါပြန်ရလာတယ်ဆိုတဲ့အနေအထားတစ်ခုအန်တက်ပို့ပြီးအမျက်ထပ်သွားတာကကျွန်တော်တို့ဒီ goal line ကနေပြီးတော့ battle လာ join နဲ့ leader ပဲဗျ Hero Key ရဲ့နှစ်ကောင်ကြီးများတော့ရသွားတာဆိုတော့ဘာပဲနေဒါ goal line တယောက်အနေနဲ့လည်း leader ပို့ပြီးတော့သူရဲ့ range တစ်ခုက damage ပေးလို့ရလိမ့်မယ် lane နဲ့ match up ပိုင်းမှာလည်း carry နဲ့ဖြစ်တဲ့အတွက်သူကတော့ range အနေထားရဒီ Kimi ကတော့နည်းနည်းလေးပို့ပြီးတော့ကျေမှာပဲဗျအော်တော့တစ်ချက်ဖြတ်အတိုင်း black ကတခါလေးတန်းပြီးကြောက်သွားတာဗျာနော်ဒါရှင်းပြောရင်ညီကိုချင်းနေလာတွေ့နေရပါဒီမှာလည်းတော့ Alita Messi နဲ့ black နဲ့ပြန်တွေ့နေတာပေါ့နော်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာတော့အောက်လမ်းမှာလည်း Messi အနေနဲ့တော့သူ level ပိုင်းမှာနည်းနည်းလေးပြန်ပြီးတော့ပိုအဆင်ပြေသွားပြီ Juno ရဲ့ Asma ကလည်း team fight မှာတိုးပြီးလို့ရနေသေးပဲဟိုဘက်မှာတော့ဒီရှောင်းရန်ရဲ့ဒီ migration violence ဒီ black တို့နဲ့လည်းဒီ sandstone တွေပိုင်းနဲ့ combo တော့တွဲလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးသူတို့ဝင်ဖမ်းပြီဆိုတာနဲ့ဒီဘက်ကလည်း Nico ရဲ့ဇီးချန်ချစ်ချင်းပြန်ပြီးတော့သူ Fury of the Feeling နဲ့ကျဲပေးမှာပေါ့နော်အဲ့တော့တကယ်လို့ကျွန်တော်တို့ဒီ violence မှာပါဝိုင်းတော့နောက်က damage တွေအရန်လိုက်ပြီးလို့မရအောင်သူကပြန်ပြီးတော့နည်းနည်းလေးဟန်တာတော့ဖြစ်စေမယ်လို့တော့ထင်ပါတယ်အဲ့တော့ပွဲကစားချင်း4 minute timing နောက်တဲ့ second target လေးကလည်းဆက်လက်ပြီးတော့ပေါ်လာပြီဗျာအော် Samsung 2မှာတော်တော်လေးမြန်တဲ့ range တကူနဲ့တူပဲ violence တက်လာပြီး retribution pocket team flag ကတော့နောက်ကိုပြန်ပြီးလို့ရသွားတယ်နောက်မှာဇီးချန်ပြန်တော့ညံ့နေပြီတောက်ရှော့တော့ later light ဆွဲတဲ့ damage speed လာပြီး damage တွေကြားထဲမှာပိုးရဲသွေးတွေပါခိုင်းနောက်ကိုပြန်ဘတ်မှာဒီ blue box ကိုထပ်တိုင်းချင်တိုင်းလို့ရပါသေးတယ်ကဲဆိုတော့ဒီဘက်မှာလည်းကျွန်တော် King Flag မှာ review တော့မရှိဘူးဗျာနောက်မှာလည်းကျွန်တော်ပြန်ပြီးတော့ပဲ Messi ကြည့်တယ်ဒီဘက်ကလည်းဘိုးရဲ့ထပ်တော့နဲ့ချက်ပြီးပါလာတဲ့နောက်မှာ Juno တော့ပြန်ကျသွားတယ်အဲ့တော့ခုနကတော့ battle မှာလည်းကျွန်တော်ပြောနေလို့ရှိသေးတယ်ပေါ့နော်တစ်ဖက်ကနေ black ရဲ့ sandstone flicker အဲ့လိုအဝေးရဖမ်းတာမဟုတ်ပဲကတ်တိုးလေးဖမ်းတာဆိုတော့ပိုရှော့ခက်တယ်ပြီးတော့ကျွန်တော်ဒီဘက်ကလည်း Nico အနေနဲ့သူဒါ Fury of the Phoenix ကျဲနေဆိုပေမဲ့လည်းမမီလိုက်ဘူးဗျာအလီတာတန်းပြတ်သွားဆိုတော့တော်တော်လေးမိုက်တဲ့ဒါဘယ်လိုပြောလဲ spare taken လေးလူဒါကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာတော့နောက်ထပ်မက်သစီ network ကတော့ဒါဒီချိန်မျိုးမှာတာတဲ့တစ်ချိန်လုံးလိုက်သိမ်းထားတဲ့အတွက် 1. ကျော်လောက်တော့အားသာချက်ရှိသလိုအော်ရင်းကတာဝါတွေပါဝင်ပြီး pushing လုပ်တော့မယ် Juno ဝင်လာမဲ့လမ်းကြောင်းကိုလည်းမက်သစီပြန်တားထားတဲ့အတွက် out fast ကတော့ရဖို့ chance များသွားပြီ game flag ကိုယ်တိုင်လာပြီးကြည့်ရတော့ပေါ့နော်ဆိုတော့ဒါ Juno တော့ပြန်ပြဲဖို့ပြင်စေတော်နာတော့နောက်တစ်ချက်ဆိုကြာပြီရော့အော် Fantastic Ninja ကတော့တကယ်ကိုလုံးဝ King Flag တော်တော်လေးကို damage တွေများနေပြီဗျာဆိုတော့ဒီချိန်မှာတော့ကျွန်တော် Hero Key 73နဲ့ပဲသူ Medicine network ကပြော2000လောက်ပြန်ပြီးဥဆောင်သွားပြီဒီဘက်မှာလည်းရှောင်းရန် migration ကိုရဲတော့ရန်တော့လုံးလို့တော့မရသေးဘူးဆိုတဲ့အခြေအနေတစ်ခုမှတော့သွားပြီးတော့ရှိရဗျ
သုံးနေနေရလေသူတို့ဘက်ကနေပြီးတော့ကျွန်တော်ပြောလို့ပဲဒီယိုယိုရဲ့ OW လည်းနည်းနည်းတော့စောင့်ကြည့်ရမယ်သူတို့ဘက်မှာလည်းဒီဘာပဲနေတောက်လျှောက်ဒီရှေ့ကနေပြီးတော့ Sandstone ခုနလိုမျိုးဒီယိုယိုရဲ့ OW ကဒီ Samsung Dance တွေပါလာမယ်ဆိုဟိုဘက်ကဒီနည်းနည်းလေး stand မိနေတဲ့အချိန်မှာဆိုတန်းပြတ်သွားနိုင်တယ် damage ကလည်းဒီ OW အနေနဲ့သူ့ passive လေးနဲ့ဘာပဲပြီးတော့တော်တော်လေးနားတယ်ဆိုတဲ့ထဲမှာရှိတယ်အဲ့တော့စောင့်ကြည့်ရမှာပဲ point ဆိုရင်လည်းနောက်တစ်ချိန်ရှောင်းရန်ဘာမှမသိလို့တန်းပြတ်သွားတယ်အဲ့ဒါကြောက်ကနော် Flickr နဲ့ Skill 1တွဲအရိုက်ကဘလူးမဒါမခံစားနိုင်ဘူးဗျဘာရီကီမပေါင်းထည့်တာဆိုအမှန်တကယ် wide ချင်မှာဖြတ်တိုင်အဲ့ stand အချီကြီးပဲဆိုတော့ဘလူးမတော့ပြေးလို့မရလိုက်ပါဘူးပေါ့နော်ဒီကလည်းဒါ grow အနေနဲ့ကဒီဘိုးရဲတော်တော်လေးလည်းလှုပ်ပေးပါတယ်နော်သူရဲ့ barricade တွေကျွန်တော်ရှေ့ရပွဲမှာလည်း barricade တွေဆိုတာတော်တော်လေးကျွန်တော်တို့ဒီ grow player တွေအနေနဲ့တော့လုံးဝလုတ်ပြနေတယ်ဆိုတဲ့အနေထားတွေပေါ့နော်အဲ့တော့ grow ခေရောက်နေ grow ပြန်ပြီးတော့ရောက်နေတယ်တော့ပြောရမလားပဲဆိုတော့စောင့်ကြည့်ရပါဦးမယ်ဒီဘက်မှာတော့ဒါ turtle တွေဘာတွေကတော့ထပ်ပြီးတော့ပေါ်လာခဲ့ပါပြီဗျ Okay မသိနောက်တောင်ရက်ကနေပြန်ပတ်ပြီး plan လာတယ်သူ့တော့ဘယ်သူမှဒါဝင်လုံးလို့တော့မရဘူးဗျသူမှလည်းprofile တွေလည်းရှိသေးတယ်အာဒီတော့မရှိဘူးဆိုရင်ပဲဒါလိုက်ပြီးတော့လုံးလို့ရနေတယ်ပေါ့ဆိုတော့ okay မစ်ကိုတော့လူတွေတစ်ချက်လောက်ပြန်စုပြီးတော့ပဲဒီ fight တစ်ခုအတွက်ပြန်ပြီးတော့စိုင်ပါအောင်မယ်ဗျာနောက်မှာတော့ violet dance တွေပါသွားကနေပြီဒါပေမဲ့တစ်ခါတည်းပြတ်ဖို့ကတော့မလွယ်ဘူးဗျာနော်ဒီဘက်မှာလည်း Maxi အနေနဲ့ကတော်တော်လေးမာတယ် beautify တွေပါတော့မသုံးတော့ဘူးဆိုတော့ဒီဘက်မှာလည်း turtle လေးကိုတော့ပြန်ပြီးတော့ပဲ king flash အနေနဲ့ပဲရအောင်ယူသွားဆိုရှေ့မှာတော့တောက်လျှောက် juno star dash တွေပါပြန်ပေးဒီဘက်မှာလည်း king flash တူတာ leomon အနေနဲ့ကတော့မြင်းတွေပါလေစီးပြီးသွားပြီဆိုတော့ battle ရင်းတော့ like တိုးချတော့မယ်လို့တော့မထင်ဘူးသူတို့ Mathis turtle လည်း3ချိန်ရသွားတာဆိုတဲ့အတွက်တော့နည်းငယ်တော့ back to fan တွေပါပြန်လုံးမယ်ဆိုလို့ရှိရင်လည်းနော်အဆင်ပြေပါတယ်ဗျလုံးလို့တော့ရပါတယ်ပေါ့နော်ဆိုတော့ okay တော့ဘာဆက်လုပ်မလဲဒီမှာတော့နောက်ထပ်4K ဝင်ကြလာအသက်ကြည့်တယ် game flat တကောင်းနေပဲ few the finish နဲ့ပြပေးတာ game flat လုံးဝတော့မလွတ်တော့ဘူးဗျနောက်ကနေဘက်ကမရှိတာနော်တော်ဝေးနေတာတင်းမှန်ပါတယ်နဲ့ဒါပေမဲ့ online မှာတော့ကျွန်တော်တို့ဒါအလီတာဥဆောင်ပြီးတော့ပဲနော်ဒီ tower လေးတစ်လုံးတော့ပြန်ပြီးတော့ယူရတယ် second tower ရောက်သွားပြီအေးထပ်တော့နေချက်ကိုလည်း Juno Flicker နဲ့ပဲနော်ကြိုတိနေသလိုပဲရအောင်ရှောင်ပြထားရတဲ့ဟိုထီဝိုင်းရင်တော့ပြောမရအောင်တော့ပြက်ကောင်းပြက်နိုင်တယ်ဘေးနားမှာလည်း damage ပေးဖို့အလီတာကိုယ်တိုင်ရှိနေတာဗျစပယ်ပြန်တောင်းသွားလို့ပြောလို့ရဒီ Flicker ကို right time သုံးပေးသွားတာပေါ့နော်အဲ့တော့တစ်ဖက်က spare ရလိုက်တာတကယ်တမ်းပါတယ် okay ဒီမှာမြင်တဲ့အတိုင်းပဲဗျ damage ranking မှာဟော Juno ကြီးကထိတ်ဆုံးပါဟုတ်လားကြီးကနော် Juno ကြီးက damage ranking မှာထိတ်ဆုံးမှာကိုသွားပြီးတော့ပဲရောက်နေတယ်ဟိုဘက်မှာလည်းကျွန်တော်တို့ team fight လေးထပ်ချအောင်မလားကျွန်တော်တို့ဒါ later အနေနဲ့နော်ဒါတဖြည်းဖြည်းနဲ့ကျွန်တော်မေဒါလို့လည်းမရဘူးဗျ carry ဆိုတဲ့နောက်မှာသူရဲ့ဒီ late game ဒီ massman damage တခုလည်းကျွန်တော်စောင့်ကြည့်ရမယ်အခုချိန်ဒီသူက undef ကျွန်တော် goal ranking ဘိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်လည်း9900ကျွန်တော်အပေါ်မှာ liter 6000ကျော်ဆိုတော့အရင်ပြတ်ထွက်နေတာမျိုးတော့လည်းမဟုတ်ဘူးပြသေးလား late game မှာလည်းကျွန်တော်တစ်ချက်ပြန်ပြီးတော့ဒီဘက်က black 3ရဲ့နော်ဒီ drop bit လေးကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်ပါတယ် okay တော့ဘာဆက်တော့လုပ်မလဲဒီမှာတော့2K လောက်ဒီအားစကြတခုတော့ရှိနေပါသေးတယ်နောက်ပိုင်းမှာဒါပေမဲ့တခုသတိထားမှာခုနကလိုမျိုး later damage ထွက်လာတဲ့တခုတော့သတိထားလိမ့်မယ်ဗျာအဲ့လို backline ထဲမှာရဲလိုက်ပြီးတော့ backline ကိုထုတ်လုပ်နေမယ် Mathis နေနဲ့ဒီသူ့အနေနဲ့ purify နေပါတယ်မရှိရင်ဒါအရင်အန်နေရများဒါ stand နေပါတယ်တစ်ချက်3ချက်လောက်မြင်ရင် speed လိုက်ပြီးတဲ့ damage ကလည်းဒီလိုမာပါရီဆိုတဲ့ကောင်တွေကိုပြစ်ဖို့အတွက်ထုတ်လာတယ်ဆိုတာလည်းမေ့မထားဘူးလို့လိုအပ်သေးတယ်ပေါ့နော်ဟုတ်ပါတယ်နီကို lightning တချုံနေပါတယ်ထပ်ရသွားပြီဒီ lightning တချုံရတဲ့ effect နဲ့ဘာပဲနေနေသူ fury of the phoenix တွေကပို့ပြီးတော့အလုပ်ဖြစ်မယ်ဒီဘက်မှာတော့ကျွန်တော် later မှာလေ hero game တကောင်နဲ့ level ပိုင်းကနည်းနည်းလေးနှိမ့်နေသေးရဆိုပေမဲ့သူလည်းဒီ10မိနစ်ခွဲ time မှာ item 2 quad ကြော်လောက်တော့ပါနေလောက်ပြီဘာပဲနေနေသူ့အနေနဲ့လည်းနောက်ပိုင်းဒီပေါ်လာမဲ့ low battery တွေမှာထပ်ပြီးတော့ချလို့တော့ကောင်းမယ် Maxi ကျွန်တော် low battery မတိုင်ခင်မှာဒီ oracle တွေတော့ထပ်ပြီးရပါသေးတယ်ဟုတ်ပါတယ် okay လော်လီကတော့စပြီးတော့ပေါ်လာခဲ့ပြီဒီနောက်မှာတော့ asma ကိုယ်တိုင်လည်းအပေါ်ကနေ battery ပြန်လာ join ဖို့ Juno ပြင်တော့ပြင်ဆင်နေတယ်ဆိုတော့ဖက်ကလည်း okay လော်ဒန်သင်ရော leader နဲ့ပြန်ပြီးတော့စဖို့ကြိုးစားနေပြီဒီက grow ရဲ့ tectonic check တွေနောက်က speed ဟို spray လိုက်ဖျန်းမယ် leader ရဲ့ damage တွေဒါတွေကိုတော့တစ်ဖက်ကလည်းဒါမသိစီဘက်ကအများကြီးမျောလင်းထားဖို့တော့ရတယ်ဆို position လေးတွေကိုနည်းနည်းလေးဟိုးပြီးလိုက်တော့နေအော်မမတ်သည် edit တောင်းသွားပြီတော့ဟေးနောက်မှလည်းကျွန်တော်တို့ down shot migration wild dance တွေပါတယ်ဒါပေမဲ့ကျွန်တော် late game time မင်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒါရောက်လာကန်နီးမယ်ဆိုလို့ရှိရင်တော့ဒါရှောင်းရန် ultimate ကလည်းခဏခဏတော့ပြန်ပြီးတော့ရလိမ့်မယ်နောက်မှလည်း down shot migration ကတော့ခဏခဏခုံလေးရတယ်လောကလည်း lot dance တစ်ဖက်မှာလည်းဒီမောရင်းနေပါတယ်ဖြတ်ခေါ်ထားတယ်ဗျ king flat ဒီဘက်မှာတော့ဒါ redistribution ပေါ့ဖို့တော်တော်လေးကြီးကနေလို့ juno ကောင်လည်းပြန်ပြန်ရတယ် 4 man to the stand မှာ king flat လော်ယူလေရဝိုင်းနေပဲ team might see အနောက်မှာ hero game juno တကောင် elite အဆုံးသက်ပေးတာပါသေးတယ်တော်တော်လေးရက်ဆက်တယ်ဗျာဒါမှမဟုတ် Mathis တကောင်ပြထိန်ခဲ့ရတယ်ဆိုတော့ barricade ဖြတ်တာ later တကောင်တော့ညံ့နေကြချောင်းရပြန်ပြေးဖို့အတွက်အဆင်ပြေနေသေးတယ်ဆိုတော့နောက်မှာတော့ဘက်လို့တော့ရသွားတယ်လော်လဲပေးလိုက်ရတယ်ကျွန်တော် make a first ကထပ်ပြီးတော့ပါသွားရီ hero game တကောင်လဲပါသွားရဆိုတဲ့အတွက်ဒီပွဲဘတ်ကတော့ Mathis ပို့ပြီးအားတာပါဟုတ်တယ်ရှောင်းရန်ကတော့ဒီ king flat လောက်ပေါအောင်ခုံနိုင်မယ်ဆိုရင်တော့မဆိုးဘူးဒီကလည်းဒီရှေ့ကနေခေါင်းတိုးဝင်နေတဲ့ Maxi beautify ရဲ့ကောင်ဒါတော့ beautify ရဲ့မသုံးဘူးဗျာအခုချိန်ဒီနော်အဲ့တော့ဒီကောင်ကြီးကိုပဲကျွန်တော်တို့ဒါ damage တွေပေးပြီးဖမ်းနေမယ်ဆိုလို့ရှိရင်တော့တခါတည်းပြတ်ဖို့တော့မလွယ်ဘူးဒါပေမဲ့ဒီနောက်ကနေ black position ကနေပြန်ပြီးတော့ဖမ်းမယ်ဆိုတော့မဆိုးဘူးပြောရင်းဆိုရင်းနဲ့ပဲကဲထပ်ဖြတ်ဖို့တော့လုပ်ပေးမယ်လေနောက်ကရွှေချိုးရဲ့ RD တွေပါပေးလိုက်ရတာဗျာဒီမှာ freshman mode တွေပါပြန်ပြစ်ထည့်ထားနေတယ်ပဲစိန်တော့ပြည်တယ်ဗျာလောကလည်းမလာသေးဘူး heavy weight တွေပေါ်လင်းကပြတ်တက်လာတဲ့အတွက် second round ကိုပေါ်မှာရပြီဆိုတော့မင်းမလည်းနောက်တစ်ဝေးကတော့ထပ်တော့လာနေပြီ mega shield လေးတွေကိုဒီ first law နဲ့ချွတ်ထားနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ဆိုတော့ online mega shield ကတော့ရလောက်ပြီပေါ့နော်ဆိုတော့
တောက်ကြောက်ဆိုလို့တစ်ဖက်ကတော့ဒါမက်တီလီဒါပေါင်းဖက်မှုနဲ့ဘူရဲလိုက် round တာလေးကတကယ်သဘောကျစရာကောင်းတယ်ဗျ ဟုတ်တယ်ဒီ Messi ရဲ့ UAE နဲ့ကလည်းတော်တော်လေးဒီ front line ထဲမှာတော့နော်ဒီ Black 3အတွက်ကအာယုံနောက်တယ်လို့ပဲပြောရမယ် Barricade Land တော့ကျွန်တော်တို့ဒါကာရာသေးတဲ့နောက်မှာလည်း lane creep တွေထပ်ပြီးတော့တက်လာတဲ့အခြေအနေတစ်ခုမှာအောက် lane ရဲ့ Mega Tower ကိုတော့တခါတည်းယူဖို့တော့ကြိုးစားနေတဲ့အနေအထားတစ်ခုပါဒီဘက်မှာလည်းကျွန်တော်တို့ဒါ King Flat မြင်းနေပါလေပြန်ခေါ်တာဆိုတော့ဟိုဘက်ကလည်း Tower တွေကချန်ခံပြီးပြစ်နေရတာဆိုထိန်းလို့ရတော့နောက် Falling Star Mode 3 man back line မှာလည်း Grab ဘိုးရဲ့ Tectonic Jet လေးတော့ပြန်ကြည့်အနောက်မှာ Fury of the Phoenix အောက်မှာ King Flat damage နဲ့ဂျူနိုကြောက်သွားတဲ့အနေအထားတစ်ခုမှာ Hero K 1 for 1 trade အနောက်မှာ Yo-Yo ကလည်းပြန်ပြီးတော့ပေးတာရင်းနဲ့ပဲ Black 3ဒီနေရာမှာတော့ Hero K နှစ်ကောင်နဲ့အတူပဲနော်အောက်လေးရဲ့ Mega လေးတော့ပေးလိုက်ရတယ်ဗျာနည်းနည်းလေးတော့ဒါတော့များသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့ Grab Tectonic Jet ကနောက်ကနေဒါပေမဲ့ဝင်ပေးမဲ့ကောင်တွေကိုပြန်ထိန်းထားတယ်လို့ပြောလို့ရတယ်မောင်တကောင်နဲ့ပဲပြန်ပြီးတော့ရက်သွားနေခဲ့ပြီဆိုတော့နောက်မှာ Nicoပြေးတဲ့ spell လည်းမရှိဒါပေမဲ့ तू flicker နဲ့ဖြစ်နေတဲ့အတွက်မိသွားရင်တော့ဘလို့မပြေးမရတော့ဟုတ်တယ်အဓိကတော့တန်းပြတ်မှာပဲသူ့မှာဒီ passive မရှိတဲ့အချိန်မှာ तू လည်းဒီ Nico ကလည်း Zishan ဖြစ်တဲ့အတွက် तू passive ရှိနေတဲ့အချိန်ဆိုရင်တော့ဘယ်ကောင်လာသူ့အနေနဲ့ပြန်ပြီးတွန်းထုတ်လို့ရတယ်ပေါ့နော်အဲ့တော့မရှိတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒါမျိုးဒီပြန်ပြီးတော့ပဲဒီရှောင်းရန်တို့ဘာလို့ရဲ့ migration violence နဲ့ဆိုပြတ်နိုင်တယ်ကျွန်တော်တို့ဒီတခြားသောဒီ King Flat တို့ဘာလို့ခုံနိုင်မယ်ဆိုလည်းမဆိုးဘူး Alita တို့ဘာလို့ရမယ်ဆိုလို့ရှိရင်လည်းပိုတော့ကောင်းမယ်ဒါပေမဲ့လက်ရှိအခြေအနေဒီကတော့ဒါ Medici ရပဲတို့ဒီ tower တွေဒီဟိုလုံးဝဒီ Turtle တွေနဲ့တူ Hero K တွေကတော့လက်ရှိချိန်ဒီကိုအားတာနေသေးပဲ Network Gap ကလည်း9000ကျော်တော့တာနေတာဗျဆိုးလို့တော့ပြောလို့ရပါတယ်ဒီအားသက်ချက်တစ်ခုကတို့အတွက်နိုင်မှု chance တွေရရှိထားတယ်လို့ပြောလို့ရတယ်အဲ့ပြင်တို့ဘေးဘယ်လိုပြောရမလဲဒါ Golden Alita မက်ကနေတောက်လျှောက်ဂိုးကနေလာပြီးတော့ join ပေးထားတဲ့အခြေအနေလေးပေါ့နော်ဆိုတော့သူ့ရဲ့ spray ပစ်ချက်တွေကလည်းနားတယ်3ထက်ဆိုင် position ပို့ပြီးတော့ရနေတယ်လို့ပြောလို့ရပါတယ်continuous damage တွေကတော့တကယ်ကို the reset Alita အနေနဲ့ပေးလို့ရနေပါသေးတယ်နော် item လေးတွေမှာ Alita ကကျော် sky မရတာနဲ့ဆော့နေတာဗျနော်ထင်တော့ပြန်ပါတယ်ဒီပြီးတော့ဒီ holy crystal divine clip ပြီးတော့ဒီ feather hellband ဆိုတော့ဘာပဲနေကျွန်တော်တို့ damage ကတော်တော်လေးများနေပြီဗျနော် divine clip ရတယ်သူ့ရဲ့ဒီ magic penetration ဘာညာဟိုဘက်က black တို့ juno တို့တော့ကိုတော့ကောင်းကောင်းကြီးလုံလောက်ပြစ်လို့ရနေပြီဗျနော်ဆိုတော့ဒါပြီးတော့ဒါ Curry နဲ့ကြည့်မယ်ဆိုရင်လေ Curry ရှင်ပြည့်စရာကတစ်ဖက်ကဒါ magic damage ကြီးဖြစ်နေတယ်မလွယ်ဘူးအဲ့ပြင်ဒါ King Flag ကလည်းဝင်မေးတဲ့ mobility ကတော့ balance control လို့ရတယ်ဆိုတဲ့အတွက်အဲ့တခုကလည်း Curry အတွက်နည်းလေးအန်ရီများတယ်သူ့စီကိုရောက်လာနိုင်တဲ့ hero တွေကအရင်များတယ်ပေါ့နော်ဟုတ်တယ်ဒီကလည်းဒီ expansion river မှာ Leo Moss ဆိုတော့ကြတော့နော်တနာရီကို -60 နှုန်းလောင်းနဲ့နင်းလို့ရနေတာဒီ King Flag ကအဲ့တော့ပြောရင်းဆိုရင်လည်းပဲဒီဘက်မှာလောနေပါလို့အတီး Magic Try နေပြီဒီဘက်မှာလည်းရှောင်းရံတကောင်ပြန်ထိန်းသွားရပြီနောက်တဲ့ migration King Flag ပဲ retribution ရသွားတာဗျာနောက်မှာလည်းရှောင်းရံတကောင်နည်းနည်းလေးသူအဝင်မားသွားတဲ့အချိန်မှာတော့သူကိုယ်တိုင်မှာပြန်နေပြီးတော့ပေးဆက်ထားပါသေးတယ်ပေးလိုက်ရတဲ့အချိန်လေးမျိုးမှာတော့ one man down ဆိုတဲ့အနေအထားမျိုးနဲ့ရလိုက်တဲ့ load တကောင်နဲ့သူထပ်ပြီးတော့တက်လာမယ် Mega Create လည်းပါနေတဲ့အတွက်ဒီ Create နဲ့သူ Mega ကိုလုံးမလာခင်တန်းပြီးတော့ပဲယူထားမလားကြည့်ရမယ်ဒါပေမဲ့တစ်ဖက်ကလည်းပြန်ဖြည့်ရှင်းထားစရာhero တွေရှိနေသေးတဲ့အတွက်တောင်းယူလို့တော့မလွယ်သေးပါဘူး။ Okay ဆိုတော့ Medici လက်ရှိမှာတော့တက်လာတဲ့ lane creep နဲ့ပဲသူအပေါ်လင်းရဲ့ Mega Tower တော့ Alita တို့ Boye တို့ဦးဆောင်ပြီးယူဖို့ကြိုးစားနေတယ်ဗျ။ဒီဘက်မှာလည်း King Flat ဒါ Final Street တွေပါခေါ်ပြီးသွားပြီဆိုတော့လက်ရှိမှာနောက်တဲ့ lot တက်လာမဲ့ time ကိုထပ်ဆောင်ပြီးတော့မှာပဲ Mega Tower တွေကတော့ယူလို့တော့ရအောင်မယ်။ဒီချိန်မှာကျွန်တော် Nico Boye တို့ ultimate timing တွေ King Flat တို့ရဲ့ ultimate ဒါ timing တွေသူတို့ပြန်ပြီးတော့ပဲစောင့်အောင်မယ်။တစ်ဖက်မှာတော့ကျွန်တော်ရှောင်းရံပြန်ထွက်လာမှာနဲ့အတူကျွန်တော်တို့ 5/5 high ground defenses ကိုလည်းဒါ Black 3ဘက်ကနေပြန်လဲပြီးတော့ရင်ဆိုင်ရမယ်။ဒါ fan war ကတော့ဒီ Yo-Yo တို့ဘာလို့လဲပါနေတယ် later လေးလည်းပြစ်လို့ရနေတာဆိုတော့အဓိကကျွန်တော်တစ်ဖက်ကဘူရဲ RD တွေ Alita တို့ RD တွေမှာအရင်ပါမသွားဘူးဆိုရင်တော့အဆင်ပြေနိုင်ပါသေးတယ်ဆိုတော့ကဲနှုတ်ပါဆက်လုံးလဲပုံမောတကားပဲမြင်းနေတော့ဖြတ်တော့ခေါ်လိုက်ပြီဒီနေရာမှာတော့ okay ရှောင်းရံပြန်တော့လာကြည့်မယ်ဒီသွေးရနေပြီဘာလာလဲမအိုး Fury the Phoenix Former Wild Dish တက်ပြီးပါနေခဲ့ရင်းနေပဲတောက်လျှောက်ဝင်လိုက်ဂျူနိုဘာတက်ပြီးထိန်းခံရတယ်နောက်မှာလော position ခေါင်းတုံးမှုနဲ့အတူဒီနေရာမှာသုံးရတဲ့ Medici ရဲ့ strategy တော်တော်လှပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့တစ်ဖက်ကလည်း tower damage အကူအညီတွေနဲ့ပြန်ပြီးတော့အရင်ဒီနော်ဒီဘိုရဲ့ flicker tectonic jet တွေဆိုတဲ့နောက်ကလည်းချက်ချင်း Fury of the Phoenix ကျဲပေမဲ့ damage ပေးဖို့အတွက်ကကြတော့ Lida အနေနဲ့လည်းချက်ချင်းအကုန်လုံးပြစ်ဖို့ကမလွယ်နေဘူးဗျအဲ့တော့ဘာပဲနေကျွန်တော်ဒီနေရာမှာတော့ဒါ Messi လည်းပြန်ကျသွားတယ် Juno နဲ့ trade လိုက်ရတဲ့အခြေအနေမှာကျွန်တော်တေချာကြည့်ရမယ်ဆိုလို့ရှိရင် Black 3အနေနဲ့သူတို့ Mega တောင်ထပ်မပေးရဘဲနဲ့ဒါပြန်ပြီး defense ပြသွားတယ်လို့ပြောလို့ရတယ်ဗျဟုတ်တယ်တော်တော်လေးတော့ဒါအဆင်ပြေသွားတယ်လို့ပြောလို့ရတယ်ပြီးတော့ဒါသူတို့ရဲ့ Miwai Fury of the Phoenix ကအဲ့ back line ကိုဝင်တရားဘယ်သူမှမရှိဖြစ်သွားဒါပေမဲ့အဲ့တကူကလည်း Juno ကပြေးထိန်ထားလို့ဗျ Juno ရှိမှသွားပြီးနေနေတဲ့အတွက်တုံနောက် back line ကိုကျော်လို့မရဖြစ်သွားတာဆိုတော့ဒီမှာတော့ Alita Sky Mirror ဆို effort 20လောက်တော့ရရှိထားတယ်ဒါပေမဲ့လေအင်းလေးအောင်နေပြီဆိုတော့သူက divine clip တွေပြီးတော့ဒီ holy crystal တွေပါနေဆိုတော့ damage output ကတော့ပေါက်ပါတယ်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်ဟေးပေါက်တယ်တကယ်ပေါက်တယ်ကြားထဲမှာတန်းပြီးတော့ပဲ oh my god ဘလက်ကြီးပါပြတ်သွားတာဗျာ Sam Cat တွေပါပြန်ဖြည့်ခွင့်တော့မရ flicker လေးတော့မသုံးရဘူးဆိုတော့ဒါလည်းဘေးမှာလည်း back cat အနေနဲ့ Nico တို့ပါတော့ထက်ရောက်လာတာကြောင့်လည်းပါတယ်ပေါ့နော် damage ကတော့တော်တော်လေးတကယ်ကိုပေါ့ရောက်ရှိနေနေ 4v5 black မရှိတဲ့အခြေအနေတခုမှာတခါတည်းဂျန်နဲ့ Mega Tower တွေကို lot timing လဲလူသေးတာဆိုတော့တခါတည်း force တော့မှာဗျာ migration နဲ့တောင်းမွိုင်းဆိုတော့ဝင်လို့တော့ရလောက်ပြီဆိုတော့ကဲဒီနားမှာလည်းနောက်ထပ် King Flag အခြေအနေလေးတော့စောင့်ကြည့်နေတယ်ဒါပေမဲ့
ဒါပေမဲ့ Christian ကိုသွားကောင်းနေတာဒါပေမဲ့ပြီးတော့ရိုင်းဝင်လုံးလို့မရဘူးဆိုတော့လေရိုးရိုးကိုလည်းသွားမိထားလို့မရဘူးသူရဲ့ Violet Dance မှာပါပြီးတော့ချိန်ခဏလေးအတွင်းမှာနေဒါပျော်သွားနေတယ်ဒါပေမဲ့အောက်ပို့ပေးနိုင်နေဗျဟုတ်တယ်အဲ့တော့ယူယူအနေနဲ့ကလည်းဒါဘာပဲနေနေ ODAP ဖြစ်နေတဲ့နောက်မှာသူ့ရဲ့ဒါဒီဘာပဲပြော damage area လေတော်တော်လေးတော့နော်ကျဲဆိုတော့ high ground defenses တွေဘာတွေမှာကောင်းကောင်းကြီးတော့ကျွန်တော်တို့ပြန်ပြီးတော့လေ damage ပေးလို့ရတယ်ဗျအဲ့တော့သူတို့ဒီတော့ပဲဆောင်းမရလိမ့်မယ် Medicine ဒါသူတို့အနေနဲ့ကလည်းပွဲကစားချိန်15မိနစ်နောက်ပိုင်းနေပါတယ်ရောက်လာပြီဆိုတော့လေဂိမ်းတိုင်းမင်းရလေတာလေးကလည်းခုချိန်တီးကိုတကယ်ဒူဝေတာပဲခံနေတာ Undef မရရင်ဝမပြစ်ဘူးအသေးတော့မခံဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲသူ့ရဲ့အချိန်တစ်ခုကိုဒါပြန်ဆောင်ဆိုင်နေတဲ့အနေထားပါပဲဗျဆိုတော့အခြေအနေကတော့ကောင်းပါတယ်ကဲလော်လီကတော့စတော့ပေါ်လာပြီဒီ log ကိုတော့ Blackthorn ပေးလို့တော့မဖြစ်ဘူးဗျဆိုတော့ပေးလိုက်ရင် Mathis ရဲ့ pressure ပေးတာကြီးတော်တော်လေးခံရပြီပြောရဆိုရင်အေး front line ခေါင်းတိုးပါမယ်ဆိုရဲ Juno သွေးရန်ကိုင်းပြီးတော့ပြန်တော့ပတ်လိုက်ရပါဘူးအဲ့ဒီလုံးဝနော်ကင်မီရဲ့အလီတာရဲ့ post pin အဲ့လိုမျိုးကွန်ဘိုလေးနဲ့နေပဲတော်တော်လေးကိုစိတ်နေတာဘလို့မှကျွန်တော်တို့ damage ကမခံနိုင်ခုနကဆိုလို့ရှိရင်လည်းဒီ black ဆိုတော်တော်လေးနာတန်းပြီးတော့ပြတ်တာဂျူနိုကလည်းတော်တော်လေးကိုနာကျင်နေတယ်ဆိုတဲ့အခြေအနေတစ်ခုပါအဲ့တော့ဒီအလီတာဒီတော်တော်လေး damage များနေတဲ့အနေထားကိုဘာမှလည်း Feel the Fiend နဲ့တက်ပြီးတော့ညက်နေတဲ့ Juno တကောင်တော့ကျွန်တော် low but မဆိုင်ခင်မှာ Messi ရရှိသွားခဲ့ပြီဗျဟုတ်ပါတယ်ဆိုတော့နောက်မှာတော့ရှောင်းရံတစ်ခါလေးပဲကျွန်တော် crown နဲ့ခဲတယ်ဒါပေမဲ့ရှောင်းရံပြီးမှဟုတ်လို့ game မှာအဲ့လိုမျိုးပုံစံဖြစ်သွားတယ်ပေါ့နော်ဆိုတော့လုံးလေတစ်ခါလေးတန်းယူ Mega Lane နဲ့ Freeway တွေထပ်တိုးပြီးတော့တက်လာတော့မတင်မသစီဒီတပွဲ game number 1မှာတော့တကယ်အကောင်းဆုံး performance outplay တွေပြသနေပါပြီဗျာ။မှန်တယ်ကတော့ဒီ Juno ကြာသွားတဲ့မဝင်သင့်တော့တာဗျာနော်။သူ့အနေနဲ့ဒါ battle မှာဝင်သွားမယ်ဆိုရင်သိတဲ့အတိုင်းပဲဟိုဘက်မှာတော့တောက်လျှောက် team fight ရဒီ Alita damage တော်တော်လေးများနေပြီဆိုတော့သူဝင်သွားတဲ့နေထားအရဒီ violence dance ကိုတော့မိမိထိထိမိမိကနိုင်မယ်ဆိုရင်တော့ winner crown လေးနဲ့အဆင်ပြေနိုင်ပြီ။ဒီချိန်မှာသူပဲပြန်ပေးလိုက်ရတယ်။တော့တစ်ဖက်မှာလည်း Messi တက်လာတဲ့ဒီ law လေးမလာခင်မှာ Mega Tower ကြီးချန်နေတဲ့နှစ်လိမ့်လုံးတော့တခါတည်းနော်လက်ဝဲပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဘက်က hero တွေမပေါ်သေးရေးခင်မှာ later ကိုပဲဖြတ်လိုက်မလား။later နောက်ကတော့ပြန်တော့ပတ်ထားရတယ်။ Fury ကတော့ Mega လေးဝင်လာပြီလောကလေးအောင်လေးကလာနေတယ်ဆိုတော့အကောင်းဆုံး strategy လေးချနိုင်အဆင်ပြေတယ်။သူတို့ရဲ့ Fury the finish ရှိမယ်။နောက်မှလည်းဒါကျွန်တော်တို့ white chat တွေကိုပြန်ပြီးတော့ flicker နဲ့တွဲတိုက်မဲ့အခြေအနေ surprise stand တွေရှိနေသေးတဲ့အတွက်ကွန်စီဖြောက်ဝင်လာပါကွန်စီထပ်တော့နှစ်ချက်ကဘာမှတော့ဖြစ်မသွားဘူးပြ flicker လည်းမသုံးနိုင်ဘူးပေါ့နော်တော့ဒီတိုင်းလေးပဲပြီးသွားတယ် spare တစ်ခွက်နောက်မှလည်းကျွန်တော်ပြန်ပြီးတော့ပဲ mighty switch တွေ barricade နောက်မှလည်း barricade ဒီဘက်မှာလည်းဘိုးရဲသွေးတော်နေနေပြီ Juno လိုက်အဆုံးသတ်ဖို့အတွက်ကြိုးစားနေတယ်ဆိုပေမဲ့လည်းမရသေးဘူးဒီဘက်မှာလည်း Alita အနေနဲ့ကလည်းအရင်တိုးပြလို့မရတဲ့အခြေအနေဒီကဘိုးရဲသွေးနေပြီ spare casting လေးနည်းနည်းလိုသွားတာဖြစ်တဲ့အတွက်ဒီသူတို့ဒီတက်လာတဲ့ game plan တစ်ခုကနည်းနည်းလေးပြင်ပြီးတော့ forward လုပ်လိုက်ရတယ်ဟုတ်တယ်ဗျ flicker မထွက်သွားလည်းပါဒါပေမဲ့ထွက်သွားရင်လည်းအဲ့မှာမီးဒီယာကောင်တိတ်တော့မရှိဘူးပေါ့နော်အဲ့တော့အဲ့လိုလေးဖြစ်သွားတာဆိုတော့အဓိက तू မသုံးလိုက်တာပဲလားပေါ့နော်ဆိုတော့နောက်ကနေထပ်ပြီးတော့ Juno ပြန်တော့ဖတ်သွားခဲ့ရပြီရှိသမျှ freeway တွေအကုန်လုံးတော့ဖြည့်ရှင်းထားတယ် Mega 3 lane pressure ကိုတော့အကောင်းဆုံးတောင်းခံထားရင်းနဲ့ပဲ18မိနစ်ကျော်အခြေအနေမျိုးကို Blackthorn Esport ရင်တော့ရင်ဆိုင်နေရပါဘူးโอเคเนาะတဖြည်းဖြည်းနဲ့ဒီနေ့ပွဲတွေကတော့ကျွန်တော်တို့စောစောစီးစီးပြတ်မယ်ဆိုတဲ့အခြေအနေကတော့မရှိပါဘူးเนาะအကုန်လုံးတော့မိနစ်20ဆိုတာအနည်းဆုံးပဲကျွန်တော်တို့ဒီနေ့ကတော့မိနစ်20ဆိုတာမိနစ်20ဆိုတာကျွန်တော်ဒီနေ့ကတော့အနည်းဆုံးပဲတကယ်ကိုပွဲတွေကလည်းကြည့်ရတာတော်တော်လေးတော့မိုက်လိမ့်မယ်ကျွန်တော်တို့ဒီ live stream မှာကြည့်နေကြတဲ့ညီကိုတွေလည်းဒါပွဲစဉ်တွေပေါ်မှာတော့ကျင်းတဲ့အားရမှုရှိမယ်လို့တော့ထင်ပါတယ်ဆိုတော့16မိနစ်တိုင်မှာကျွန်တော်တို့ပွဲကိုပြန်လည်ပြီးတော့ကြည့်ရမယ်ဆို item တွေကလည်းနှစ်သိန်းလုံးမှာအကုန်လုံးကစုံတလို့မျိုးလောက်ကိုသွားပြီးတော့ရှိနေပြီဗျเนาะအဲ့ဒါရမှကျွန်တော်တို့ဒီစောင့်ကြည့်ရမှာဒီ later ပေါ့အခုချိန်ဒီ undead ပြောအတီနာရှိတွေပါထည့်တာဖက်နဲ့ချွတ်ပြီးတော့ဆိုတော့ဟိုဘက်ကနေပေးမဲ့ဒီအဓိကတော့ Kimmy ပေါ့ Kimmy ရဲ့ damage တွေကိုသူပြန်ပြီးတော့ပဲဒီအတီနာရှိတောင်းထဲမှာခံထားရတာမျိုးတွေလည်းတွေ့ရပါတယ်ဟုတ်ပါတယ်ဆိုတော့နောက်တဲ့ note ဘာဆက်တော့လုပ်မလဲဒီမှာတော့ပေါ်လာတော့မဲ့လောကလည်း1 minute လောက်ပဲလိုပါသေးတယ်ဆိုတော့တစ်ဖက်ကလည်းပြောတာတာဝါတိုင်းပဲထိုးရသေးတာဘလက်သုံးကတာဝါရင်တော့ဒီလော့တွေရဝါရင်တော့မေဂါတီတက်ဖို့တော့မသိမလွယ်တော့လွယ်ဘူးเนาะတခါတည်းကျွန်တော်တို့ဒီ team white out လောက်ရမှသာအဆင်ပြေနိုင်နိုင်မယ်ပေါ့နော်မဟုတ်ဘဲနဲ့ကျွန်တော်တကောင်သားနှစ်ကောင်သားလောက်ပဲရတယ်ဆိုလို့ရှိရင်တော့မှတခါတည်းချိုးဖို့ကအရင်တော့မလွယ်ဘူးဗျ white out လောက်ရရင်တော့ဖြစ်နိုင်တယ်ဆိုတော့လေပွဲကမိနစ်20လောက်ဖြစ်လာပြီဆိုတော့တော့ဖြစ်နိုင်တယ်ပြောရင်းဆိုရင်လည်းပဲယိုယိုတကောင်ချက်ချင်းဆိုလိုပဲပြန်ပြီးတော့ flicker တွေပါသုံးလိုက်ရပြီဗျဘာမှမလုပ်ရသေးဘူး flicker တွေကသုံးနေရပြီเนาะအဲဒီ3ခွက်လောက်ပေးလိုက်တာဒါတခါတည်း flicker တွေပါသုံးပြီးပြေးထားတဲ့အတွက်ဒီ flicker cooldown range နဲ့ပေါ်လာမဲ့လောနဲ့ဆိုရင်တို့ trade လိုက်ရတာတန်တယ်ဆိုတော့အဲ့လို spell လေးတွေဒါလောတွေပါမစခင်မှာဝင်ပြီးတော့ micro play လိုက်တောင်းတာလေးတွေကတကယ်အသက်ပါတယ်လို့ပြောလို့ရတယ်ဆိုကဲမင်းမောင်တော့ Juno position တွေလိုက်ဦးနိုင်မှုအတွက် mid ကနေဒါလုံးဝမသိနဲ့ထိတ်တက်တည်ရင်ဆိုင်နေရပါဘူးဟုတ်ပါတယ်ကဲအဲ့တော့ expanding river ကိုတော့တကယ်ကိုလုံးဝ late game လောက်ထိရောက်လာတာဖြစ်တဲ့အခြေအနေတစ်ခုမှာတော့เนาะဒီ law လေးကိုလည်းဘယ်အသင်းကသိမ့်ပိုက်သွားနိုင်မလဲထုံးစံတိုင်းပဲကျွန်တော် trashing bot နောက်မှလည်းကျွန်တော် final speed တွေပါဖြတ်ကော final stone အောက်မှာတော့ပြန်ပြီးတော့ပဲကျွန်တော် Juno falling star ကိုပြန်ပေးလိုက်ဆိုတော့နောက်က king flag ရိုက်ချက်ကျွန်တော် Nico damage နဲ့သူကိုယ်တိုင်ပြန်ပေးလိုက်ရတယ်ဗျJuno မရှိတဲ့အခြေအနေတစ်ခုမှာ4 with the 5 law ကြီးကလည်းပေါ်လာပြီဆိုတော့ဒီချိန်မှာ Blackthorn အနေနဲ့
ဒီရှေ့လော်နောက်တိုးလာဖို့ဆိုတာပိုခက်ခဲဝိုင်းဒီနေ့မှာတော့ Black 3အနေနဲ့ Mathis နဲ့ရှင်ပြန်ရနေတဲ့ game number 1မှာလည်းအနေငယ်တော့အမှားလေးတွေပို့ပြီးတော့များလာတယ်လို့ပဲပြောရမယ် ဟုတ်တယ်ဗျပွဲချင်းကြာလာတဲ့မြတ် user စရာတွေပို့ပြီးတော့များလာတဲ့ခါမှာအမားလေးတွေလေးပါလာတယ်ပေါ့နော်ဆိုတော့မှာတော့ဘူယေတတော်လေးချက်ကျွေးတော့ the finish တက်ရှောင်းရင် import တိုင်းပြီးတော့ထောင်းရင်တော့ damage ထပ်အပေးမှာ time sport လေးပဲထပ်တော့ all သွားနေခဲ့ရင်းနေပဲနောက်ကပြတ်ပတ်မဲ့3កောင်လုံးကို light show ပေးထားနေခဲ့ရင်းနဲ့တော့နဲ့တူတက်လာတော့မယ်တင်း Mythic C ဘာဆက်လုံးလဲဆက်ကြည့်ရအောင် ဘူယေကတော့တကယ်လုတ်တယ်ဗျာနော် Mighty Swift Flick ကအဲ့တော့မှ barricade ကချက်ချင်းကာပြီးတော့ထပ်တော့နဲ့ချက်အဲ့လက်ကဘလို့တော့နှိမ့်လဲမသိဘူးတော်တော်လေးတော့မြင်နေ 3ချောင်းမြန်ဆော့လိုက်တာ ဆိုတော့ Mythic နော်ဆောင်းတော့ကြည့်ရမှာပဲပြောရင်းနဲ့ပဲကျွန်တော် Trashing Boss Stallion ဘေးနောက်မှာတော့ကျွန်တော် Black တကောင်ပြန်ပြီးတော့ပဲ Immortal ချပြန်ပြီးတော့ထားတော့ Leader တစ်ခွဲနေနေပဲနောက်မှာလည်းထပ်ပြီး Leader လေးကလည်းကြာဆုံးနေနေကဲ 4man မှာထောင်းနောက်မှာလည်းကျွန်တော် Samsung Dance တွေကိုလည်း Winner Crown လေးနဲ့ပြန်ပေးဖို့ကြိုးစားနေပြီမဲ့ရိုးပါကြာဆုံးဝိုင်းနေပဲ Team Mighty C နောက်ဝက်900ကျော်သားနဲ့ Game Number 1ကိုတော့အဆုံးသတ်ပေးလိုက်ပြီပဲဖြစ်ပါတယ် တော်လေးတော့အံ့ယူရတယ်ဗျပွဲမှာလည်းတစ်ဖက်ကတော်တော်ဘယ်လိုပြောမလဲ response ကောင်းကောင်းနဲ့ဒါ battle response ကောင်းကောင်းနေပြန်ပြီးတော့စိုင်ပြနေတဲ့အတွက်ဒါပွဲကိုစောစောစီးတော့အံ့လို့မရနိုင်လိုက်ဘူးအားသာနေရဆိုပေမဲ့အချိန်တကူအထိကိုဒါကျွန်တော်တို့ဒါစောနိုင်ခဲ့တဲ့အခြေအနေမျိုးရှိပါတယ်ဆိုတော့မသိစီဒီနေ့မှာတော့ 2C result ကိုယူဖို့အတွက်တော်တော်လေးတော့ခြေလန်းနေပြင်းနေပါပြီ